ဒီနေ့မှာတော့ brother တော်တော်များများမေးကြတယ်စာပြောင်းတဲ့အခါမှာကိုဝယ်ထားတဲ့ item တွေ package တွေ Chris King တွေပြန်ပါလာလားဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့အနေနဲ့စာပြောင်းလိုက်ပြီဆိုရင်ကျွန်တော်တို့ဝယ်ထားတဲ့ item အားလုံးကိုကျွန်တော်တို့ပြောင်းမဲ့စာမှာအကုန်လုံးအသုံးပြုလို့ရမှာဖြစ်ပါတယ်ဒါအပြင် Gmail တစ်ခုထဲမှာ account တွေဘယ်လောက်ပဲခွဲထားပါသည်ခွဲထားသမျှ account ထဲမှာကျွန်တော်တို့ဝယ်ထားတဲ့ package တွေကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဝယ်ထားတဲ့ outfit တွေကိုကျွန်တော်ခုပြထားတဲ့ cosmetic ထဲမှာပြန်ပြီးတော့ upgrade လုပ်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဝယ်ထားတဲ့ house package တွေကိုဘယ်လိုချရမလဲဆိုရင် babe ကိုနှိပ်Dado ရဲ့ဝင် structure ထဲမှာ UV wall ကိုချပြီးတော့ကျွန်တော်ခုပြထားတဲ့ကိုမှရှိရဲ့ skin ကိုနှိပ်ပြီးတော့ confirm လုပ်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ skin bar ကိုတွေ့မြင်မှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကိုဝယ်ထားတဲ့ package တွေကိုဘယ်လိုချရမလဲဆိုရင် babe ကိုနှိပ် Dado ရဲ့ဝင်ပြီးရင် furniture ထဲမှာကျွန်တော်တို့ဝယ်ထားတဲ့ item တွေကိုနှိပ်ပြီးတော့ confirm လုပ်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ Dado ကြီးမှာခုလိုမျိုးတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့တော့ server chain မှာ brother အနေနဲ့ server chain ပြီဆိုရင်ကိုဝယ်ထားတဲ့ဟာတွေပါမှာပါသိရလောက်ပြီထင်ပါတယ်brother တို့အနေနဲ့ Chris King ဝယ်ချင်တာပဲဖြစ်ဖြစ်ရောက်ရင် package တွေဝယ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram channel မှာ live ဝယ်လို့ရပါတယ်အဲ့တော့အားလုံးပဲနောက်ပြီးမှပြန်တွေ့ပါမယ်အားလုံးပဲဘိုင်မှာ